ဒီ analysis လေးလုပ်သွားပါမယ်ဆိုတော့ HUSD ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ရွှေကကျွန်တော်မနေ့ကလေဒါပြောခဲ့တယ်ပေါ့နော်ကျွန်တော်ဒီလောင်းမှာကျွန်တော်ဝယ်ပါဆိုပြီးတော့ဒါမနေ့ကလည်းဒါတစ်လျှောက်လုံးပြောခဲ့တယ်ပေါ့နော်ဒါကျွန်တော်ဗီဒီယိုမှာပြန်ကြည့်လို့ရတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ကြည့်ကြည့်လိုက်မယ်ကိုကကျွန်တော်ဒီမှာလုံးဝမနက်ကအဖွင့်စည်းမှာတင်ကိုကျွန်တော်လက်တက်ချသွားတာပစ်60ကျော်လောက်ထိကိုပေါ့နော်ဒါဒီတက်သွားတာโอเคဆိုတော့ကျွန်တော်ဒီမှာဒီအဝယ်တွေပေါ့နော်မနက်ကအဝယ်တွေဆိုရင်ဒါတော်တော်မြတ်ကြပါတယ်ဆိုတော့ကျွန်တော်လည်းမြတ်ပါတယ်ဒါကျွန်တော်လည်းဝင်ထားတယ်ပေါ့နော်နောက်ကျရင်ကျွန်တော် order ဝင်တဲ့ဟာတွေကျွန်တော်ပြပြီးတော့ပါမယ်ဆိုတော့ဒီမှာကျွန်တော်ကြည့်ကြည့်မယ်ပေါ့နော်ဒီမှာကျွန်တော်9150 60ပေါ့နော်ဒီဝင်းချင်မှာကျွန်တော်ရှိတယ်โอเคဒါဆိုရင်ကျွန်တော်ဒီနေရာရောကျွန်တော်တို့ကအဝယ်မိသေးလားပေါ့နော်တချို့တွေပေါ့နော်မနက်ကအဝယ်မမိလိုက်တဲ့သူတွေအတွက်မိသေးလားဆိုတော့ကျွန်တော်ဒီမှာပူးပတ်ပေါ့နော်ကျွန်တော်ရွှေကပြန်လာနိုင်ကြီးပေါ့နော်ကျွန်တော်တစ်ချက်ကြည့်ကြည့်လိုက်မယ်ဘယ်အထိပြန်လာနိုင်လဲဆိုရင်ဒီမှာကျွန်တော်ကြည့်လိုက်ဟိုတစ်ခါကကျွန်တော် resistance ဇုံဖြစ်ခဲ့တယ်9120ပေါ့နော်ဒီဇုံပေါ့နော်9210ဒီဝင်းချက်မှာကျွန်တော်တို့အဝယ်တွေဝင်လို့ရပါတယ်ဆိုတော့ stop loss အနေနဲ့ဆိုရင်ကျွန်တော်ဘယ်လောက်ထားမလဲသူရဲ့အောက်မှာကျွန်တော်တို့ဒီ9090 95ပေါ့နော်ဒီဝင်းချက်မှာကျွန်တော် stop loss ဒါလွတ်တဲ့နေရာမှာကျွန်တော်ထားလို့ရပါတယ် take profit အနေနဲ့ဆိုရင်ကျွန်တော်ဘယ်မှာဝင်လို့ရလဲဘယ်မှာထားလို့ရလဲဆိုတော့9200ပေါ့နော်ဒီဝင်းချက်မှာကျွန်တော် take profit ယူလို့ရပါတယ်ဒါဆိုရင်ဟို profit day ကအများကြီးပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်က stop loss ထားရတာတန်သွားပြီပေါ့နော်ကျွန်တော်ဒီ9100အောက်မှာကျွန်တော်ထားပါဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဒီပေါ့နော်ရွှေကအနှိမ့်ဆုံးပြန်လာနိုင်ကြီးရှိတာဆိုရင်ကျွန်တော်9050သူ့အောက်မှာကျွန်တော်ဒီမှာကြည့်လိုက်မယ်ကျွန်တော်ဒီစုံလေးပေါ့နော်ဒီမှာကျွန်တော်ဒါလေးဆွဲပေးထားတယ်ဒီမှာပြန်လာနိုင်ကြီးလုံးဝပြန်လာနိုင်ကြီးဒီ support zone ဒီ9050ပေါ့နော်ဒါတော့ကျွန်တော်ကဒီ support resistance အရာကျွန်တော်က analysis လုပ်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒီဟာကိုသုံးတာဖြစ်တဲ့အတွက်အဓိကတော့ကျွန်တော်ဒါတွေပဲဒါပြောပြတယ်ပေါ့နော်ဆိုတော့ဒီနေ့အဝယ်ပဲဝင်မှာဆိုတော့ဒီနေ့လည်းဒေါ်ကြီးရဲ့မိတ်ဆွေတွေမြဲကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်